အားလုံးမင်္ဂလာပါဗျာအေရှာတွေကနေကြိုဆိုပါရစေဒီနေ့မှာတော့မုံရွာနေတကူတကလာအပ်တဲ့အထက်ပစ္စည်းလေးတွေရဲ့ကြောက်စီကြောက်သားနဲ့လှုပ်ချက်လေးတွေကိုကျွန်တော်ဝေမျှပေးတော့မှာဖြစ်ပါတယ်ကဲကျွန်တော်နဲ့အတူလိုက်ကြည့်ကြအောင်ဗျာကြောက်လေးတွေကတော့မစိုးဘူးပေါ့ဗျာကြောက်စီကြောက်သားလေးတွေတော့ကောင်းပါနဲ့ဒါတွေအားလုံးကိုကျွန်တော်အယောင်တင်ပေးမှာဖြစ်ပါတယ်ဗျာဒါလေးကတော့ကျွန်တော်တို့အယောင်မတင်သေးခင်အနေထားလေးဖြစ်ပါတယ်ဒါလေးရတော့ကျွန်တော်တို့တပိုင်းတစားပေါ့နော်အယောင်တင်ပြီးသွားတဲ့အနေထားလေးတွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီဖြတ်သားချမ်းလေးဆိုရင်တော့ကြောက်စီကြောက်သားလေးတော့မစိုးဘူးပေါ့ဗျာသူနဲ့လိုက်မဲ့ line လေးဆိုရင်တော့ကျွန်တော်တို့ပပူ line လေးတွေလိုက်မယ်ပတိ line လေးလုပ်လို့ရတယ်ပေါ့ဗျာအဲ့တော့တခြား line တော့တိတ်တော့မတွေးမိဘူးဗျဘာကြောင့်မို့လဲဆိုတော့နည်းနည်းကြောက်ရဲ့အရွယ်စားလေးတော့သေးလို့ပေါ့ဗျာအဲ့ဒါသူနဲ့လိုက်ဖက်စုံ line ရတော့ကျွန်တော်တို့ပပူ line ပဲဖြစ်ပါမယ်ဗျဒီခုံလေးဆိုရင်လည်းမစိုးဘူးပေါ့ဗျာဒီခုံလေးဆိုရင်တော့ကြောက်စီကြောက်သားလေးတော့ကောင်းတဲ့အနေထားလေးမှာတော့ရှိပါတယ်ဗျအဲ့တော့အသားတန်းစစ်နေနေဆိုရင်တော့ကျွန်တော်တို့ခါသားလေးဖြစ်ပါတယ်အဲ့တော့သူနဲ့လှုပ်လို့ရမယ့်လှုပ်ချက်လေးတွေကတော့ကျွန်တော်တို့လက်စော်ဒဝါရှာတို့လှုပ်လို့ရပါတယ်ဗျအဲ့တော့ပတိလှုပ်မယ်ဆိုရင်တော့လှုပ်လို့တော့ရသေးပါတယ်ဗျโอเคနောက်ထပ်စစ်ကြည့်အောင်ဗျဒါလေးကတော့ကျွန်တော်တို့ခုံဖြတ်သားအချမ်းဒါရောင်တင်ပြီးသွားတဲ့အနေထားလေးပေါ့ဗျာအဲ့တော့ရောင်တင်ပြီးသွားတဲ့အနေထားလေးမှာတော့မစိုးဘူးရလာပါတယ်ဗျအဲ့တော့ဒီဖြတ်သားအချမ်းလေးတစ်ခုနဲ့လိုက်မဲ့ line နေဆိုရင်တော့သူနဲ့အသုံးဝင်မယ်ပေါ့နော်အဲ့တော့အသုံးဝင်မဲ့ line နေဆိုရင်တော့ကျွန်တော်တို့ကပတိ line ပတိ line တော့ရမယ်ပြီးတော့တချို့နေရာလေးတွေမှာတော့နည်းနည်းလေးဒီဟိုပေါ့အနာရှင်းတဲ့နေရာလေးတွေတော့ရှိတယ်ပေါ့ဗျာဒါကြောင့်မို့ကျွန်တော်တို့လက်စွပ် line လေးတွေလည်းရပါမယ်ဗျလက်စွပ်တို့ဝါရှာတို့ပေါ့ဗျာโอเคနောက်တော့စစ်ကြည့်မယ်ဗျာဒါလေးကတော့ကျွန်တော်တို့အခွန်ချို့အယောင်တင်ပေးထားတဲ့ကြောက်လေးဖြစ်ပါတယ်ကြောက်စီကြောက်သားလေးတော့မစိုးပါဗျာအောက်ဘက်ပိုင်လေးတော့နည်းနည်းလေးတော့ယော့ပါတယ်ဗျအပေါ်ဘက်ချမ်းကာလာလာတာဖြစ်တဲ့အတွက်မစိုးပေါ့ဗျာတို့ပြင်မဲ့ဒီကြောက်ရအားနဲ့ချက်ကပါလဲဆိုရင်ကြောက်သားလေးနည်းနည်းယော့တယ်ပြီးတော့ကြောက်သားလေးလည်းကျဲတယ်ပေါ့ဗျာအထက်ထဲမှာနည်းနည်းအညိလေးတွေတော့ပါပါတယ်ဗျအဲ့တော့သူမဲ့လိုက်မဲ့ line ကတော့ကျွန်တော်တို့ပပူ line ပေါ့နော်ပပူလုံးမယ်ဆိုရင်တော့လာမဲ့အနေထားလေးရှိပါတယ်ဗျဘာကြောင့်မို့လဲဆိုတော့ကာလာလေးလည်းလာနေတာဖြစ်တဲ့အတွက်ကြောင့်ပါโอเคနောက်ထပ်စစ်ကြည့်မယ်ဗျဒါလေးကတော့ကျွန်တော်တို့ရုပ်ရအယောင်တင်ပေးထားတဲ့အနေထားလေးဖြစ်ပါတယ်တည်တည်ချာချာလေးစိတ်ရှိရှိလေးနဲ့လုပ်ပေးထားတဲ့အနေထားလေးဖြစ်ပါတယ်အဲ့တော့ဒါလေးကိုကျွန်တော် PCD အယောင်တင်ပေးလိုက်တယ်ပေါ့ဗျာနော်အဲ့တော့ဒါကြောင့်မို့နည်းနည်းလေးတော့ဘယ်လိုပြောမလဲဆိုကြည်ကောင်းသွားတယ်ပေါ့ဗျာโอเคနောက်ထပ်ကျွန်တော်စစ်ကြည့်မယ်ဗျဒါလေးကတော့ကျွန်တော်တို့ထိတ်ကနေဖွင့်ထားတဲ့အရီပန်းဖြတ်သားလေးပေါ့ဗျာဒီဟာလေးကတော့ကျွန်တော်အမြင်အနေနဲ့ဆိုရင်တော့အဲ့ဒီထိတ်နာလေးတင်ပဲအရီပန်းလေးရရှိတာပေါ့ဗျာအတွင်းထဲထိတော့ဝင်နိုင်ကြတော့မရှိပါဘူးဗျကျွန်တော်တို့အသားတန်းစင်းနေနေဆိုရင်တော့ဒါကြီးတော့မမြင်ပါဘူးဗျအသားတန်းစင်းနေနေဆိုရင်တော့ကျွန်တော်တို့ခါသားလောက်ပဲရှိပါတယ်အဲ့တော့ဒါလေးကိုအားလုံးဝေမျှပေးခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပညာရစေဖို့ဝေမျှပေးခြင်းဖြစ်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်ရဲ့လှုပ်ချက်အမြင်လေးတွေပဲဖြစ်ပါတယ်ဗျကျွန်တော်မိတ်ဆွေတို့ရဲ့လှုပ်ချက်အမြင်တွေနဲ့လည်းတူချင်မှတူနိုင်မှာဖြစ်ပါတယ်ဒါလေးတော့တယောက်နဲ့တယောက်တော့မတူဘူးပေါ့ဗျာနော်အဲ့တော့ဒါလေးကိုဝေမျှပေးခြင်းဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုစောင့်ကြည့်ရှုပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျ